မျိုးသမီးတစ်ယောက်ဟာဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ရေတူထီးတစ်ကောင်ကိုလေလံပွဲမှာငွေပုံအောပြီးဝယ်ယူခဲ့တယ်။သူမဟာနေ့စဉ်နဲ့အမျှအဖိုးတန်ရတနာတွေနဲ့ဆေးဝါးတွေကိုသုံးပြီးသူ့ရဲ့ဒဏ်ရာတွေကိုကုသပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီရေတူထီးဟာအလွန်ရှားပါးလှတဲ့ရွှေရောင်ရေတူထီးအဖြစ်အသွင်ပြောင်းလဲသွားခဲ့လို့လူတိုင်းကသူမကိုကန်ကောင်းလိုက်တာလို့ဝိုင်းချီးကျူးကြတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီရေတူထီးနဲ့ပရိသစ္စာပြုစာချုပ်ချုပ်ဆိုနိုင်ရင်သူမရဲ့တက်တန်းကိုနှစ်ပေါင်း100တိုးစေနိုင်လို့ပါပဲဒါပေမဲ့စာချအုပ်ချုပ်ဆိုရမယ့်နေ့ရဲ့အရှိတညမှာတော့ရေတူထီးဟာသူမကိုစွန့်ခွာပြီးညီမဖြစ်သူနောက်ကိုလိုက်သွားခဲ့ပါတယ်။သူကစစ်မှန်တဲ့အချစ်ကိုရှာတွေ့သွားပြီလို့အကြောင်းပြခဲ့တာပါ။အဲ့ဒီညမှာပဲအမျိုးသမီးဟာရေတူထီးကိုစင်းတီတုံးပေါ်မှာဖိထားပြီးဟင်းတစ်ခွက်အဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်။အမှန်တော့ဒီအမျိုးသမီးဟာမြို့တော်ကစေဝါလုပ်ငန်းစုကြီးရဲ့အမွေဆက်ခံသူပါ။လွန်ခဲ့တဲ့3နှစ်ထိပ်တန်းလေလံပွဲတစ်ခုမှာသူမဟာသူမပိုင်ဆိုင်တဲ့ရှယ်ယာအားလုံးကိုပုံအောပြီးတေလူမျိုးပါဖြစ်နေတဲ့ဒီရေတူထီးကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ရေတူထီးအိမ်ရောက်လာတဲ့အခါမှာတော့မိသားစုဝင်အားလုံးထိတ်လန့်သွားကြတယ်။ရေတူထီးရဲ့ကိုပေါ်ကအကြေးခွန်တွေဟာအကွက်လိုက်ကွာကျနေပြီးအမီးကလည်းကျိုးပဲ့နေတယ်လို့နားပေါက်နေရမှာလဲအပေါက်မဲမဲကြီးနှစ်ခုပဲရှိနေလို့ပါမိသားစုကသူမကိုအယူမလို့ဆဲဆိုကြပြီးဒီလိုအနာစာပါတဲ့တတော်ဝါကဘာမှတန်ဖိုးမရှိဘူးလို့ပြောကြတယ်။ချက်ချင်းပြန်ပေးပြီးနောက်ထပ်လေလံပွဲကိုပဲစောင့်ဖို့တိုက်တွန်းကြပေမဲ့ဒီရေတူထီးဟာတာမန်မဟုတ်ဘူးဆိုတာကိုသူမတယောက်တည်းပဲသိနေခဲ့တာပါ။ရေတူထီးရဲ့နားပေါက်ပုံစံဟာသွေးတန့်ရေတူထီးတွေမှာပဲရှိတဲ့အမှတ်အသားဖြစ်လို့ပါပဲ။အဲဒီနောက်မှာတော့သူမဟာစုဆောင်းထားသမျှငွေတွေအကုန်သုံးပြီးအိမ်ရဲ့မြေအောက်ခန်းမှာပင်လယ်နက်ဂေဟစနစ်အတိုင်းဖန်တီးထားတဲ့ရေကန်ကြီးတစ်ခုတည်ဆောက်ခဲ့တယ်။နေ့တိုင်းလဲလက်ဆက်တဲ့ပင်လယ်စာတွေနဲ့ကိုယ်တိုင်အစာကျွေးခဲ့တယ်လို့ရေတူထီးရဲ့ကျန်းမာရေးအခြေအနေကို24နာရီပတ်လုံးစောင့်ကြည့်ဖို့သုတေသနအဖွဲ့ကိုပါဖွဲ့စည်းပေးခဲ့ပါတယ်။သူမရဲ့ညီမဖြစ်သူရှမ်းကတော့ဓခွဲကန်းလေးကိုခဏလာတက်ပြီးဒီရေတူထီးကဘလောက်တောင်ရုပ်ဆိုးကြောင်းယွန်ရှာတယ်လို့မျိုးပြောတတ်ပါတယ်။ဒါပေမဲ့သူမကတော့ဘာကိုမှဂရုမစိုက်ပဲရေတူထီးကိုပြစုဖို့ပဲအာယုံဆိုင်ခဲ့တယ်လို့သူ့ရဲ့လိုအပ်ချက်မှန်သမျှကိုဖြည့်ဆည်းပေးနိုင်ဖို့လုပ်ငန်းကိစ္စတွေကိုတောင်ဘေးပယ်ထားပြီးရေတူထီးတွေရဲ့စိတ်ပညာကိုပါလေ့လာခဲ့ပါတယ်။လူတိုင်းကသူမကိုရေတူထီးကြောင့်ယူသွားပြီလို့ထင်နေကြတာပါ။နားပြညတညရောက်တဲ့အခါမှာတော့ရေတူထီးရဲ့အရေပြားတွေဟာသူ့လိုပြန်လဲကောင်းမွန်လာပြီးအသွင်ပြောင်းလဲမှုစတင်ပါတော့တယ်။ရွှေရောင်ရေတူထီးပေါ်လာပြီဆိုတဲ့သတင်းဟာတစ်မျိုးလုံးကိုချက်ချင်းပြန်သွားခဲ့တဲ့ပူးပေါင်းဆောင်ရွက်ခြင်းတဲ့သူတွေတန်းစီရောက်လာကြပြီးသူမဟာတကယ့်ကိုကန်ထူးရှင်ပဲလို့ပြောကြတယ်။မိဘတွေကလည်းရေတူထီးနဲ့စာချုပ်ကိုအမြန်ဆုံးချုပ်ဖို့တိုက်တွန်းကြပါတယ်။ဒါပေမဲ့ရေတူထီးနဲ့စာချုပ်ချုပ်ဖို့ဆိုရင်ဝိညာဉ်ချင်းလိုက်ဖက်ညီမှုကအနည်းဆုံး80%ရှိရမှာပါ။သူမနဲ့ရေတူထီးရဲ့လိုက်ဖက်ညီမှုကတော့69%မှာပဲရပ်နေပြီးစာချုပ်ချုပ်ဖို့တတ်မှတ်ပဲလိုနေခဲ့တာပါမိသားစုဝင်တွေကရေတူထီးကိုသူမရဲ့အနာဂတ်ခင်ပွန်းလောင်းအဖြစ်သတ်မှတ်ထားကြပေမဲ့ညီမဖြစ်သူရှမ်းရဲ့အကြည့်တွေကရေတူထီးအသွင်ပြောင်းပြီးကလေးကသူ့ပေါ်ကနေမခွာတော့တာကိုဘယ်သူမှသတိမထားမိခဲ့ကြဘူးအပြောင်းလဲတွေကတိတ်တဆိတ်စတင်လာပါတယ်ရေကန်ဘေးမှာညီမဖြစ်သူရဲ့တချင်းဆိုတန်တွေခဏထွက်ပေါ်လာပြီးရေတူထီးကလည်းအဲ့ဒီအတန်ကိုငေးမောနားထောင်နေတတ်ပါတယ်ညီမဖြစ်သူကရေတူထီးကိုသူမရဲ့အိမ်မက်တွေအကြောင်းပြောပြပြီးသူတို့ဟာအရင်ဘဝကတည်းကတီးခဲ့ကြတာလို့လိန်ညာပြောဆိုခဲ့တယ်ရေတူထီးဟာသူမရဲ့စကားတွေမှာနှမျောသွားပြီးပြုစုဆောက်ရှောက်ပေးခဲ့တဲ့မျိုးသမီးအပေါ်မှာတော့တနေ့ထက်တနေ့စိန်ကားလာပါတော့တယ်မိသားစုစပွဲတောက်ပွဲတစ်ခုမှာရေတူထီးဟာစိတ်မတည်မငြိမ်ဖြစ်နေတဲ့အခါညီမဖြစ်သူကဘိုင်အိုလင်တီးပြပြီးသူရဲစိတ်ကိုအပိုင်ဖန်းစားလိုက်တယ်။အဲဒီနောက်မှာတော့ရေတူထီးဟာလုံးဝပြောင်းလဲသွားပြီးအမျိုးသမီးစီစဉ်ပေးသမျှအရာအလုံးကိုညှင်းဆန်ကညီမဖြစ်သူနဲ့ပဲအတူနေခြင်းကြောင်းပြောလာပါတော့တယ်။သူကမင်းကိုငါကကျေးဇူးရှင်လို့ပဲသဘောထားတာငါရဲ့စစ်မှန်တဲ့အချစ်ကမင်းညီမပဲလို့ပုံပွင့်လင်းလင်းပြောချလိုက်ပါတယ်။အပြင်မှာတော့အမျိုးသမီးရဲ့3နှစ်တာစ조사အားထုတ်မှုတွေအလားဟဖြစ်သွားပြီဆိုပြီးအတင်းအဖျင်းတွေပြောနေကြပေမဲ့သူမကတော့ဘာမှမဖြစ်တယ်လို့ပဲသူ့အတွက်အားဆေးတွေကိုဇက်တိုက်ပေးနေတော့ပါဒါပေမဲ့ရေတူထီးကတော့အဲ့ဒီဆေးတွေကခါတယ်ဆိုပြီးယွန်ရှာတဲ့အကြီးနဲ့ကြည်ပါတယ်ညီမဖြစ်သူကတော့အချိုရည်တွေယူလာပေးပြီးနှစ်သိမ့်ချင်ရောင်ဆောင်ကမမနဲ့ရေတူထီးကြားမှာရန်တိုက်ပေးနေခဲ့တယ်နောက်ဆုံးမှာတော့ရေတူထီးဟာလူသိရှင်ကြားကြီးညာလိုက်ပါတယ်သူဟာညီမဖြစ်သူနဲ့ပဲစာချုပ်ချုပ်မှာဖြစ်ပြီးအမျိုးသမီးကိုတော့အကျိုးအမြတ်အတွက်အပဲချင်းကတ်ခဲ့သူလို့ဆွဆွဲကစာချုပ်ချုပ်ဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုဟာ100%တောင်ရှိတာမို့ကောင်းကင်ကဖန်ဆင်းပေးလိုက်တဲ့အစုံဖက်ပါလို့လည်းကြွေးကြော်ခဲ့တယ်ညီမဖြစ်သူကလည်းယောဂသေးနေတယ်လို့ဟန်ဆောင်ပြီးရေတူထီးနဲ့စာချုပ်ချုပ်မှပဲအသက်ရှင်နိုင်မှာမို့သူတို့ကိုခွင့်ပြုပေးပါလို့ဒူးထောက်တောင်းပန်ပါတယ်ဒါပေမဲ့မျိုးသမီးကတော့မှန်တရားကိုဖော်ထုတ်နိုင်ခဲ့ပြီးသူမညီမမှာမျိုးရိုးဗီဇဆိုင်ရာချို့ယွင်းချက်ရှိနေတာမှန်ပေမဲ့လွန်ခဲ့တဲ့3လလုံးဆေးမတောက်ပဲနေပြီးတေယန်ဆဲဖြစ်နေတယ်လို့ဟန်ဆောင်ကဒီပြဆက်ကြီးကိုကပြနေခဲ့တာပဲဖြစ်ပါတယ်